အခုကျွန်တော် ready ဖြစ်နေပြီခဏနေလူဆုံတာနဲ့ကျွန်တော်စသွားမယ် This is adventure ပြင်မှာနောက်ထပ်2ယောက်ကမလာသေးလို့နည်းနည်းနောက်ကျနေတော့အဲ့ဒါနဲ့ကျွန်တော်စောင့်နေပါတယ်ပြီးတာနဲ့ကျွန်တော်တို့ဒီတောရဲဘက်ကိုစိုက်ကယ်မောင်းမှာပေါ့နော်ဒါနဲ့ပဲဟိုရောင်ဒီရောင်နဲ့ ready ဖြစ်နေပြီစောင်းရမ်းမိုက်တယ်ကျုံးပြီ ခီးကတော့စားထွက်နေပြီတော်တော်လေးလဲမိုက်တယ်ဒါပထမဦးဆုံးဆိုပေမဲ့တော်တော်လေးကျွန်တော်ကြိုက်တယ်ဒီလိုမျိုးသွားလာတာနောက်ဒီဆိုင်ကယ်နဲ့တော့မတူဘူးတိလားလီဗာကလေအဲ့ဒီလက်မနဲ့ဖိပြီးတော့ကစားပြီးမောင်းရတာခီးစားဆိုတော့တိတ်ပြီးလီဗာမတုံးတတ်သေးတော့ကျွန်တော်အမှနည်းနည်းလေးဘယ်လိုပြောတမျိုးကြီးဖြစ်နေတယ်လီဗာဆွဲတဲ့နေရာနဲ့ရောက်ပြီးတော့သွားလုံးမိတယ်ဖီးကအခုမှစကြမ်းတာအခုကရင်ဒါလမ်းကျန်းတဲ့နေရာကိုစမောင်းပြီးအဲ့ဒါအရှိရရင်ကျွန်တော်တို့သူကဘယ်လိုပြောမလဲဒီလမ်းပြတဲ့အကူကဒါပြောပြနေအရှိမလမ်းမှာ break တွေကိုဘယ်လိုမျိုးသုံးရမလဲဘာညာပေါ့အဲ့ဒါပြောပြနေအဲ့တော့သူကအရှိရရင်စပြပါလုံးလမ်းကျန်းမောင်းလာတယ်ဆိုပေမဲ့လည်းဒီ view ကြီးကိုတွေ့ရတာဆောင်းတန်သွားပြီအရှိရဆရာကြီးကတော့သူကလုံးဝ drip တွေပါဆွဲပြနေတာလုံးဝ professional ကြတယ်သူကဒီမှာလဲမောင်းတယ်လမ်းလဲပြနေတာဖြစ်တဲ့အတွက်သူကတော့တော်တော်လေးမောင်းတယ်အဲ့တော့သူ့နောက်ပဲလိုက်ရတာပေါ့မောင်းလာတယ်နည်းနည်းကြာလာပြီဆိုတော့ကိုလည်းဘာရမှာ high တောင်ပေါ့မောင်းလာတယ်နည်းနည်းအထာလဲတိသွားပြီဆိုတော့ကိုလည်းပို့ပြီး high တောင်ပေါ့ဒီလိုမျိုးတောင်ကုန်းတွေအဲ့လိုမျိုးလုံးဝ high လို့ကောင်းတဲ့နေရာဆို share ကို high ပြတ်တာဖိုင်းကြည့်ပါပေါ်လာတယ်တော်တော်လေးမိုက်ပါတယ်အားရလုံးဝ adventure အဲ့လိုမျိုးသွားတဲ့ပုံစံပေါက်တယ်တော်လေးမိုက်တယ်တော့တယ်အဲ့လိုမျိုးစားဝင်တဲ့နေရာမှာနည်းနည်းဘယ်လိုပြောမလဲလန့်တမျိုးကြီးပဲစိတ်တယ်မှာအဲ့လိုမျိုးဘယ်လိုကြီးဖြစ်နေမှမသိနည်းနည်းကြောက်စရာတော့ကောင်းတယ်အဲ့လိုနည်းနည်းဓာတ်ဖြစ်နေတာပေါ့နော်နည်းနည်းမှောင်နေတယ်ဒါပေမဲ့မိုက်ပါတယ်အဲ့လိုအဲ့ဖီကဘာနဲ့မှမလဲနိုင်ဘူးတော်တော်လေးကိုမိုက်တယ်အဲ့ဒီဖီကလုံးဝကျွတ်စိန်ဆိုတာဒါကိုပြောတာ